တော့သူယောက်ျားပတ်သက်လာယူသွားပြေးတာဆိုရင်တော့တင်များလူထားတဲ့ဟာတွေကိုကြည့်အောင်တင်များမလူတော့ဘူးကမအဲ့ဒါတင်များမလူတော့ဘူးဝမ်းမင်္ဂလာပါအခုဒီဗီဒီယိုထဲကအမဟာဆိုရင်တူရဲ့ပိုက်ထဲကအပူအပုတ်တွေကြောင့်မုံမမှန်လို့တတိလင်းတယ်လို့ဖြစ်နေတာဖြစ်ပါတယ်ကောင်းမလေးဘယ်လိုဖြစ်တာလဲနေပါဖြစ်နေတာနေနေစေးကြောင်နေတာလားဟာဆိုင်ခါတော့ခါလေဟာနေကလေးရောနေကလေးလေးပဲရောက်သွားလေဟုတ်ပါလားဒါပြီးတော့စေးကြောင်သွားပြီလားနောက်ဟာဘူးလေနေဘယ်နှလုံးထောက်ထားလဲလေနေငါကူညီပေးတော့ကနေကကမမနေမှာဆိုနေပြောတော့အခုစေးအောင်တက်မလားစေးအောင်တက်မလားကောင်းချီးရင်တော့အောင်ပြီကျန်ကဘလို့လဲမလဲနေကမလေးနေဒီကောင်မလေးအကူညီပေးတဲ့ကာလတော့ပတ်စံလေးကိုကကောင်းမစီးပွားရေးလုပ်သားမဆိုပြီးတော့အခုကျတော့အဲ့မျိုးမဟုတ်ဘူးလောက်ဆက်လာပြီအခလေးမရောက်ပါဘူးလေနေကလေး3ယောက်4ယောက်မရောက်ပါဘူးလေခုကလေးဝါတယ်တို့တများလူပါအောင်မလားဟမ်တော့ဘယ်လိုကူညီရမလဲလားအဲ့ဒါဘယ်လိုတစ်ချက်ထားကြည့်မယ်လာဒီတစ်ချက်ထားကြည့်ရှိတယ်ပါဟာလေဟာဒီထားကြည့်ဟာဒီထားကြည့်စိတ်ညစ်လိုက်တာအမလေးဘာလဲဟာဒီဘာဖြစ်ပြောပတ်စံလေးကုန်သွားပြီလားပတ်စံလေး55သိန်းစိတ်ကြသိန်းကုန်သွားပြီလားအလူကလာပေးတဲ့ပတ်စံလေးကုန်သွားပြီလားနေပါလို့ပြလာလေမရလို့ဆေးကြောင်သွားပြီစေးတာလားဟာသူကလေးလည်းမတူလားဘယ်ရောက်ဝဲသူကလေးဟိုမှာလည်းကောင်ခေါ်တာမရှိတယ်တယောက်ကျန်တဲ့နေရောက်ဘယ်ရောက်ဝဲလဲမသိဘူးသူကလေး3ယောက်ရှိတယ်မလို့ဆေးရုံတင်ပေးလို့ရလားအဲ့ဒါကျွန်တော်ဘယ်လိုလုပ်ပြရမလဲ你谁家娃的哈？你不能当他嘞？谁不能当他嘞？对了，等一下。哎。哪里好嘞？啊？哪里好嘞？ဟုတ်နေပါပြင်းနေတာလေခုကစိတ်ညစ်လိုက်တာညင်းသေးကြောင်နေမဟုတ်လားဒီဘာတောက်ထားလဲမကြမ်း你把当他嘞？到了的你把当他嘞，表？啊？你把当他嘞？那个啊？啥都关了。哦，你把谁当他嘞？把谁当他嘞？他妈的爱谁的？ချီလူတဲလူနဲ့ကွယ်ဘယ်လိုလုပ်ရမလဲမဟုတ်သူ့ဆေးရုံပို့ဖို့ကြတော့သူကကြောင်နေတာယောဂဖြစ်နေတာမှမဟုတ်တာအဲ့ကျဘယ်လိုလုပ်ပြရမလဲဆေးရုံတက်ကြမလို့ဦးထင်တယ်မလဲလည်းကမကြည့်ရောအေးဟာလည်းကမစီကနေရောဒီလိုအောင်ဒီလိုရှင်မတော်ရတဲ့ပြောတယ်哎呀，妈妈没开。ဘာမှမစားလို့နောက်နေ့ကျန်တဲ့ပတ်စံဘယ်ရောက်ကုန်လဲမပေးပတ်စံတရားလူလာတာပတ်စံဘယ်ရောက်ကုန်လဲဂိမ်းထူလိုက်ရလားဟုတ်လားမမပြောဂိမ်းထူလိုက်ရလားမထူအဲ့ပတ်စံဘယ်ရောက်ကုန်လဲဟမ်行啊。ဟမ်你还得看看配路。ဘယ်လိုတကယ်လဲထဲမှာတကယ်အားထားရလားဘယ်လိုအားထားလဲတို့လာပို့တဲ့လူကိုသူအားထားတာဖြစ်မယ်တို့အိမ်နာလူလာပို့ထားတယ်ဟုတ်လားဘယ်လိုအားထားလဲဒီမှာငားထားပေးတဲ့လူသိတယ်ဘယ်လိုသူ့ဒီအခန်းပိုင်စီကိုပြန်ပြီးဒီမှာအကားပတ်စရာ9000မပေးတယ်တဲ့အေးလာပို့တဲ့လူကိုအားထားတယ်သူကအဲ့လိုမျိုးလားမသိဘူး你要加我不？ယောက်ျားကွဲသွားပြီးခေါ်လာကြတယ်မရှိတော့ဘူး我等你来了的。ဟုတ်လားသူယောက်ျားလည်းပြန်ခိုးပေါင်းနေပြီမကူညီဘူးကွယ်မျိုးကြတော့သူယောက်ျားပတ်သက်လာယူသွားပြေးတာဆိုရင်တော့တင်များလူထားတဲ့ဟာတွေကိုကြည့်အောင်တင်များမလူတော့ဘူးကမအဲ့ဒါတင်များမလူတော့ဘူးတင်များပြောမနေ့ကမှပြန်သွားပြီတဲ့သူယောက်ျားလာခိုးအိတ်သွားပြေးတာဆိုရင်တော့သူယောက်ျားနဲ့သူ့ကိုအဲ့လမ်းဘေးကခိန်းတိုင်းမှာပြစ်ထားလို့သူ့ကိုကူညီတာတင်များတနာပြီးတော့မဟုတ်လေသူဆေးရုံပို့လို့ရပါမလားသူကဆေးကြောင်နေလားမသိဘူးသူယောက်ျားနဲ့ပြန်ခိုးသွင်းနေတာဟုတ်လားသူယောက်ျားနဲ့သူပြန်တွေ့တာဒါကြီးကောင်းတဲ့ဟာမှမဟုတ်တာ
တို့တခြားပြောတယ်ယောက်ျားလည်းပြန်မပေါင်းနဲ့အလူငွေရတာအခုအလူငွေတွေအခုတများမလူတော့ဘူးကလား တို့အလူငွေနှစ်ခါလာလူတာလား15သိန်း30လောက်ရှိတယ် ပတ်စံနေပြားကုန်လေဒီယောက်ျားပေးရလား ဒီယောက်ျားလာသွားတေးကြတယ်ဟုတ်လားဒီယောက်ျားလာသွား လာပါတဲ့ထဲမှာဆေးရပြောတယ်မှာ ဒီယောက်ျားလာသွားရင်တော့အဲ့ဒါဒီကိုတများလူတာလည်းငွေကုန်သွားပြီ ဟုတ်လားဒီဘော အဲ့တို့ဘယ်ကိုပို့ရမှာလားစဉ်းစားကြည့်အောင် ဒီဝမ်းမဲ့ဆိုတာလေ ဒီလိုတိုင်ကတို့တများမလူတော့ဘူးဒါသူ့ကို အတား တ ပြော များမမိနေတယ် လူတော့ဘူး တများမမိနေတယ် အဲ့ဘယ်လိုလုပ်မှာ သူကလေး3ကောင်ကိုကျွန်တော်ကဟိုထိန်းထားပေးဆိုရင်ထိန်းထားပေးလို့ရတယ် ကလေးကနှစ်ကောင်မဆိုတရားမဆိုတရားမအပူဆို နှစ်ကောင်တယောက်ကြပြန်ခေါ်သွားပြီမယ် ဟောပါပြီ သူတရားပါစေတရားတော့မှကြောက်ကွက် ငါရရ ဒီမှာတယောက်ပဲကြံတော့တယ်အေးကျွန်တော်ဘယ်လိုကူညမလား မတရားတော့အဲ့ဒီနေခေါ်ရလိုက်လေ ခလေးကိုလား อืม မနေ့ကမှခေါ်လို့ရမှာပေါ့အော်မနေ့ကမှတများကိုကျွန်တော်အဲ့လိုရမှာပေါ့ကျွန်တော်ထိန်းတရားများကျွန်တော်တယောက်ပဲပဒါဝိဒလုပ်နေတာယူ ဟုတ်တယ်သူက အခုမိုးရေထဲမှာတယောက်တည်းကျွန်တော်လာရတယ် အခုနေဘယ်လိုလုပ်မလဲဒါဟမ်စေတဲ့နေဘူးစားမလဲ မဟုတ်တမ်းမှလူဆိုရတယ်သူ့ကိုတများမှတ်မိနေတယ် อืม သူ့တများမှတ်မိနေတယ်တယောက်ကြားနဲ့မပတ်သက်ပါနဲ့လို့တရားမှတ်ရတာနဲ့တယောက်ကြားဒီကိုရအောင်လာခဲ့တယ်ဘယ်သူတင်းပေးလိုက်လဲမသိဘူးသူလည်းဘယ်လိုဆက်တွေ့လဲမသိဘူး ညောကြနေစက်တယ်လားဟာ 我要了他们， ဟမ် 我要了他。 သူရလာတာဟုတ်လား အလူငွေတွေဘယ်ရောက်သွားလဲအလူငွေတွေ ညောကြပေးရတယ်မမှန်ပြောညောကြပေးလိုက်လား တောင်းလို့ကုန်သွားဖြစ်မယ်ငါကြည့်တာ ဟမ်ညောကြခင်းလို့ကောင်းပါလားဟုတ်လားမမှန်ပြော 哎，平时俺弄操， စိတ်ပြက်ကွယ်ကျွန်တော်ဘာလို့မှမသိဘူးကို နာနာ 俺现在干，东北人这边， ဘူးစမလဲဟမ် 哎，咱们直接就行了，这些。 你要把我来背嘞，你要想哪里啦？怎么样录个背呀嘞？怎么样录个背？你要把我来背嘞？你个老母子要啥不？ အဲ့လိုမျိုးလှုပ်ရှားအောင်ဆိုပြီးတော့ကျွန်တော်ကတနာလို့လူခံပေးလိုက်တာ ဂျာဒုက္ခခတ်မိတော့ အခုကျတော့သူအခုလိုမျိုးကြီးဆေးကြောင်နေတာဘာလားမသိဘူးဆေးအောင်တင်ရမယ်ဆိုရင် 你这咋好了 ဟို？မသိတဲ့လူဆိုသူများလူတာပေါ့ကိုယ်အခုသူ့ကိုသူများသိနေကျွန်တော်ဘယ်သူကလူတော့မှာ 啊，你这咋好了？ ဟမ် ဟိုမှာကလေးတယောက်ကမိုးကြီးစမလိုက်တော့ငါးစီနာနဲ့ သူကလေးကမိုးရေထဲမှာလိုက်သွားနေတာလေ အိမ်ဝစား 你 လေး 这 ပြီး 咋好 တော့ 了？谁叫你了？ ခေါ်ထားလိုက်တယ် နော် 谁到开了？ ပြန်ခေါ်လာပြီးလိုက်မယ်ပြီးဦး 谁到开了？ မနေ့ကမှကျွန်တော်တစ်ခေါက်လာကြည့်မယ်လေမနေ့ကကျွန်တော်တစ်ခေါက်ပြန်လာပြီးမယ်အခုသူ့ဟာကိုကျွန်တော်ဒီညကျွန်တော်အလုပ်ဆုပ်တယ် 好的，怎么？ ဒီမှာကတော့ကလေး3ယောက်အမေဖြစ်ပါတယ်ဒါကြောင့်သူ့ပုံစံကြည့်တဲ့အခါမှာဆဲကြောင်ကြောင်လို့ဖြစ်နေတဲ့အရာကိုတွေ့ရပါတယ်ဒါကြောင့်ဒီညမှာအကူအညီပေးနေတဲ့ပရာဟိတဖြစ်တဲ့ကိုပင်းဝမ်းဟာဆိုလဲဆဲကြောင်ကြောင်နေတယ်ဆိုပြီးမှပြောနေတာဖြစ်ပါတယ်ဒါပေမဲ့ဒီအမကတော့အဲ့လိုမျိုးမဟုတ်ပါဘူးကိုပင်းဝမ်းကပဲပြန်ပြီးမှရှင်းပြထားတဲ့အရာကိုတွေ့ရပါတယ်ဒီ main ကလေးကတော့သူ့ရဲ့ bike ထဲမှာရှိတဲ့ကိုုံကိုဖြတ်ချထားတာလို့သိရပါတယ်ဒီကိုုံကိုဖြတ်ချထားတဲ့ဟာလဲရက်20လောက်ရှိနေပြီဆိုပြီးမှပြောနေပါတယ်ဒါကြောင့်ဒီရက်20လောက်ရှိတဲ့အခါမှာအထဲကအပူပုတ်တွေရှိနေတဲ့အသွေးကြောင့်ဒီအပူပုတ်တွေရဲ့အနက်တွေကြောင့်သူကတော့ကြောင်နေလို့နောက်ပြီးမူမမှန်တယ်လို့နာကျင်ကြိုက်ခဲလို့ဖြစ်နေတဲ့အရာဖြစ်ပါတယ်ဒါကြောင့်ဒီအရာတွေအားလုံးကိုနောက်ဆုံးမှာဒီကိုဘင်းဝမ်းကပဲဒီမြောက်ဒီစေယုံကြီးမှာကုတပေးနေတာဖြစ်ပါတယ်ဒါကြောင့် main ကလေးတွေအထူးတတိထားရမှာဖြစ်ပါတယ်ဒီမရဲ့ယောက်ျားကတော့ဂိမ်းတမာဖြစ်တယ်သူ့မှာကလေး3ယောက်ရှိတယ်ပိုက်ထဲမှာလည်းတစ်ပိုက်ရှိတယ်ဒါပေမဲ့ဒီဟာတွေကိုသူကမစင်စားဘဲနဲ့တာဝန်ယူမှုတွေမရှိဘူးဦးစီးဦးဆောင်မှုတွေမရှိဘဲနဲ့ဂိမ်းတွေပဲဆော့ကစားတဲ့အတွေ့အကြုံနောက်ဆုံးမှာဒီအမကတော့ဒီလိုမျိုးစုပ်ပြတ်တတ်နေတာဖြစ်ပါတယ်ဒါကြောင့် main ကလေးတွေထူတတိထားရမှာဖြစ်ပါတယ်ကိုယ့်ရဲ့ in town ဖဲရွေးချယ်တဲ့အခါမှာရွေးချယ်မှန်ဖို့ရန်အတွက်လိုအပ်ပါတယ်